ဒီနေ့ကဘာကြီးမှာတနိုင်ငံနဲ့တနိုင်ငံကစစ်ပွဲတွေဘာလို့ဖြစ်ကြတာလဲတကယ်တော့အခုဖြစ်နေတာကနေမီလူတဲ့စစ်ပွဲတွေမဟုတ်ပါဘူးဒါဟာအနာဂတ်ရဲ့အုံနောက်အနာဂတ်ကဘာကြီးရဲ့ခေါင်းဆောင်နေရဘယ်သူပိုင်လဲဆိုတဲ့ပြိုင်ပွဲပါနောက်ပိုင်း AI နည်းပညာအာခါဒနည်းပညာတွေဟာကမ္ဘာအင်အားကြီးနိုင်ငံတွေကိုတူးစီတိုက်တီးရဲ့ကြော်ကွင်းတွေကိုတွန်းပို့နေပါတယ်အဲ့ဒီကြော်ကွင်းကနေလွတ်မြောက်တဲ့နိုင်ငံတွေရှိပေမဲ့လက်ရှိတက်မှမှုတွေကတော့တတိယကမ္ဘာအစစ်ထိတွန်းပို့နိုင်တယ်လားဆိုတာကိုသိအောင်ဒီဗီဒီယိုလေးကိုကျွန်တော်နဲ့အတူလိုက်ကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးဟာတမိုင်းအကြောင်းအရာတွေကိုတင်ပေးမှဖြစ်လို့စိတ်ဝင်စားလို့ရှိရင် subscribe လုပ်ခဲ့ပြီးကိုတောင်းဆိုချင်ပါတယ်တူစီတိုက်တီကြော်ကွင်းဆိုထွက်ပေါ်လာစားအင်အားကြီးနိုင်ငံတစ်ခုကလက်ရှိအုပ်စုနေတဲ့အင်အားကြီးနိုင်ငံတစ်ခုကိုနေရာဖယ်ပေးဖို့ချိန်ချောက်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့တင်မှပုံများကြောင့်အကြမ်းဖက်ပဋိပက္ခတွေချွင်းချက်မဟုတ်ပဲထုံးစံတစ်ခုလိုဖြစ်လာတတ်ပါတယ်တူစီတိုက်တီလို့အမည်တွင်စီတာကတော့တမိုင်းပညာရှင်တူစီတိုက်တီကရှေးဟောင်းဂရိခေတ်စပါတာနဲ့အေဒင်တို့စစ်ပွဲဖြစ်ပွားမှုကိုကြည့်ပြီးကောက်ချက်ချခဲ့တာကြောင့်ဟာဘတ်တက္ကသိုလ်မှာဂရေဟန်အလီဆင်ကအမည်တပ်ပေးခဲ့တာဖြစ်ပါတယ်ဂရေဟန်အလီဆင်ကမူလလေ့လာမှုမှာပါဝင်တဲ့အင်အားကြီးနိုင်ငံများပိုင်ဆိုင်မှုဖြစ်ပွားခဲ့တဲ့တမိုင်းဝင်ဖြစ်ရ16ခုကိုထုတ်နှုတ်ခဲ့ပါတယ်အဲ့ဒီ16ခုမှာ15ရာစုနှောင်းပိုင်းကာလလက်ရှိအုပ်စုနေတဲ့စပိန်နဲ့အတစ်ထွက်ပေါ်လာတဲ့ပေါ်တူဂီနိုင်ငံတို့ရဲ့ပြိုင်ဆိုင်မှုကနေစပြီး1990ပြည့်လွန်အင်အားကြီးပြင်သစ်ဗြိတိန်နဲ့အတစ်ထွက်ပေါ်လာတဲ့အင်အားကြီးနိုင်ငံဂျာမနီတို့ရဲ့ပြိုင်ဆိုင်မှုပါဝင်ပါတယ်အဲ့ဒီ16ခုထဲမှာစစ်ပွဲအထိအတွင်ကူးပြောင်းတာက12ကြိမ်ရှိပြီးတော့စစ်ပွဲမဖြစ်တာကတော့4ကြိမ်သာရှိပါတယ်အင်အားကြီးနိုင်ငံတွေကထွက်ပေါ်လာတဲ့အင်အားကြီးနိုင်ငံတွေဟာအတွထွက်ပေါ်လာတဲ့အင်အားကြီးနိုင်ငံကလက်ရှိသူ့နေရာကိုစိန်နိုင်တဲ့အခါမှာနှစ်ဖက်စလုံးကအကျိုးစီးပွားကိုကြည့်ပြီးနောက်ဆုံးမလိုလားအပ်ပဲတူစီတိုက်တီကြော်ကွင်းတွေကိုရောက်သွားပြီးတော့စစ်ပွဲများဖြစ်ပွားကြတာတူစီတိုက်တီရဲ့စစ်ပွဲများဖြစ်ကြရတဲ့ကောက်ချက်တွေကတော့နံပါတ်1ကြောက်ရွံ့မှုဒါဟာစစ်ပွဲဖြစ်ရတဲ့အခြေခံအကြောင်းရင်းပါလက်ရှိအာဏာရှိနေတဲ့နိုင်ငံ ruling power ရနေတဲ့နိုင်ငံဟာအတစ်တက်လာတဲ့နိုင်ငံ resist power ရှိတဲ့နိုင်ငံရဲ့အရှင်အဟုန်ကိုကြည့်ပြီးငါနေရာကိုလူတော်မှာပါလားဆိုတဲ့အစိုးရင်စိတ်ဝင်လာပါတယ်တစ်ဖက်ကလည်းအတစ်တက်လာတဲ့နိုင်ငံကလည်းငါ့ကိုဖိနှိပ်တော်မှာလားဆိုပြီးကြောက်ရွံ့နေပါတယ်အဲ့ဒီကြောက်ရွံ့မှုကနေနှစ်ဖက်စလုံးလက်နက်တွေအပြိုင်ဆိုင်တက်ဆင်ကြရင်းနဲ့စစ်ဝက်စီကိုဦးတည်သွားတာပါနံပါတ်2ဂုဏ်တိတ်ခါနဲ့အကျိုးစီးပွားလက်ရှိအာဏာရှိနေတဲ့နိုင်ငံကသူတို့တိဆောက်ထားတဲ့ကမ္ဘာစီးမြင့်တွေစီးပွားရေးစနစ်တွေကိုအထိပါမခံကြပါဘူးအတစ်တက်လာတဲ့နိုင်ငံတွေကလည်းသူတို့အင်အားကြီးလာတာနဲ့အမျှကမ္ဘာရေးရာတွေမှာပို့ပြီးတော့ပြောရေးဆိုခွင့်ရကြလာပါတယ်သူရဲ့ဂုဏ်တိတ်ခါကိုအတိမပြုစီခြင်းပါတယ်အဲ့ဒီလိုအဟောင်းနဲ့အတိရဲ့အကျိုးစီးပွားထိတ်တိုက်တွေ့ဆုံတဲ့အခါမှာညှိနှိုင်းလို့မရတော့တဲ့အခြေအနေမှာစစ်ပွဲအနေနဲ့အဆုံးသတ်သွားတတ်ကြပါတယ်နံပါတ်3မတော်တဆဖြစ်ရအင်အားကြီးနိုင်ငံကြားတင်းမာမှုတွေအမြင့်ဆုံးရောက်နေတဲ့အချိန်မှာမိဘတစ်ခုကနေလဲစစ်မီတောက်လောင်တွားနိုင်ပါတယ်ဥပမာအနေနဲ့ပြောရရင်ပထမကမ္ဘာစစ်တုန်းကတက်တစ်ဆဂျာမနီရေစီပါဝါရှိတဲ့နိုင်ငံကလက်ရှိပါဝါကြီးတဲ့ဗြိတိန်ရိုလီပါဝါရှိတဲ့နိုင်ငံတို့တင်းမာနေတဲ့အချိန်မှာဩစတြေးလျမန်တာလောက်ကျန်ခံရတာဟာစစ်ပွဲဖြစ်ပွားဖို့အတွက်မိဘတစ်ခုဖြစ်ခဲ့ပါတယ်လက်ရှိအနေနဲ့ပြောရမယ်ဆိုရင်အမေရိကန်နဲ့တရုတ်ဒါမှမဟုတ်အီရန်နဲ့အစ္စရေးကြားမှာတောင်တရုတ်ပင်လယ်ကိစ္စနယ်စပ်ပဋိပက္ခထိုင်ဝမ်အရေးတစ်ခုခုနဲ့မတော်တဆစစ်ပွဲအကြီးစားဖြစ်သွားစေနိုင်တဲ့မိဘလေးတွေဖြစ်လာနိုင်ပါတယ်ဒါတွေနဲ့ပဲစစ်ပွဲကအမြဲတမ်းဖြစ်နေတော့မှလားဆိုတော့မဟုတ်သေးပါဘူးစစ်ပွဲမဖြစ်အောင်ရှောင်လွှဲနိုင်ခဲ့တဲ့ရှားပါဖြစ်ရတွေလည်းရှိပါတယ်ဥပမာစစ်ရေးကာလမှာအမေရိကန်နဲ့ဆိုဗီယက်ယူနီယံတို့ဟာနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားတော့ဓာတ်ရိုက်စစ်ဖြစ်ရင်နှစ်ဖက်စလုံးပျက်စီးမယ်ဆိုတာသိတဲ့အတွက်တိုက်ပွဲကိုရှောင်ရှားနိုင်ခဲ့ပါတယ်။ဘာသာနိုင်ငံတစ်ခုကမကောင်းဆိုးဝါးအဖြစ်နေလို့မဟုတ်ပါဘူး။စစ်ပွဲဖြစ်ပွားတာဟာနိုင်ငံတစ်ခုကမကောင်းဆိုးဝါးဖြစ်နေလို့တည်းမဟုတ်ပဲအင်အားကြီးနိုင်ငံနှစ်ခုကြားကအာဏာတည်ဆောက်ရေးဆိုင်ရာတင်းမာမှုကြောင့်ဖြစ်ရတာလို့ဒီ theory တွေကဆိုပါတယ်။လက်ရှိချိန်ထဲမှာတူစီတိုက်တီကြော်ခွင်းရဲ့ theory ရနှိုင်းယှဉ်ပြီးတော့အီရန်အစ္စရေးအမေရိကန်ပဋိပက္ခကိုဒီအချက်30နဲ့ဆက်ပြောပြကြပါတယ်တူစီတိုက်တီကပြောတာစပါတာတို့ရဲ့ကြောက်ရွံ့မှုကစစ်ကိုဖြစ်စေတာလို့ပြောစေခဲ့တယ်လို့အခုပဋိပက္ခမှာလည်းအစ္စရေးအတွက်အီရန်ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုဟာအစ္စရေးနိုင်ငံတည်ရှိမှုဆိုင်ရာချင်းချောက်မှုဒေတာအတွင်းပါဝါတိုးတက်မှုကိုချင်းချောက်မှုတွေဖြစ်လာရပါတယ်အီရန်ဘက်ကလည်းအစ္စရေးနဲ့အမေရိကန်တို့ဟာသူတို့ရဲ့အစိုးရကိုဖြုတ်ချဖို့ကြိုးစားနေတာကိုကြောက်ရွံ့နေတာပါဒီလိုနဲ့နှစ်ဖက်စလုံးဟာကိုကာကွယ်ဖို့ကြိုးစားကြရင်နဲ့လှုပ်ဆောင်မှုတွေကခြေလမ်းတိုင်းဟာတစ်ဖက်နိုင်ငံအတွက်ချင်းချောက်မှုတွေဖြစ်စေပြီးစစ်ပွဲစီကိုတွန်းပို့နေတာပဲဖြစ်ပါတယ်နံပါတ်2ဂုဏ်တိတ်ခါပဋိပက္ခမှာအစ္စရေးဟာဒေတာထဲမှာစီးရေးနဲ့နည်းပညာအားရဆယ်စုနှစ်ပေါင်းများစွာအသာစီးရထားတဲ့လက်ရှိအင်အားကြီးနိုင်ငံရိုလီပါဝါဖြစ်နေတာပါတစ်ဖက်မှာကျတော့အီရန်နိုင်ငံဟာသူတို့ရဲ့ဒုံးကျည်နည်းပညာနျူကလ িয়ার စွမ်းရည်တွေနဲ့ခုခံမှုဝင်ရိုးတန်းလို့ခေါ်တဲ့ Axis or Resistance မဟာမိတ်တွေနဲ့အတူဒေတာအတွင်းဩဇာစိန်ခေါ်လာနိုင်တဲ့အတွက်ထပ်ပေါ်လာစအင်အားကြီးရိုလီပါဝါဖြစ်နေခဲ့တာပါအဲ့ဒီလိုနဲ့ပဲအီရန်ဟာအစ္စရေးရဲ့လှမ်းမိုးမှုကိုဖယ်ရှားဖို့ကြိုးစားခဲ့လာတဲ့အခါမှာတင်းမာမှုတွေစတင်လာတာပဲဖြစ်ပါတယ်နံပါတ်3မတော်တဆဖြစ်ရတော့မဟုတ်မိဘtheory ရတင်းမာမှုတွေမြင့်တက်နေတဲ့အချိန်မှာဘယ်ရာကနေမဆိုစင်မီတောက်စေနိုင်တာပါ
လက်တလောကမှဖြစ်သွားတဲ့ဓာတ်ရိုက်ပစ်ခတ်မှုတွေဟာတူးစီတိုက်တီကြော်ကွင်းတဲ့ကိုကြောက်ရောက်သွားတာပဲဖြစ်ပါတယ်။အစ္စရေးကလည်းအီရန်ရဲ့ထိပ်ပိုင်းခေါင်းဆောင်ကိုလှုပ်ကြံခဲ့တာ။အီရန်ကလည်းအစ္စရေးမြေပေါ်ကိုတိုက်ရိုက်ဒုံးကျည်ပစ်ခတ်တာတွေဟာမိဘွားတွေဖြစ်နေခဲ့တာပါ။ရှောင်လွှဲလို့နောက်ဆုံးရှောင်လွှဲလို့မရတဲ့အဆင့်ထိရောက်လာပြီးစစ်ပွဲတွေကိုဥတီသွားခဲ့တာပဲဖြစ်ပါတယ်။ဒါဆိုရင်တူးစီတိုက်တီ threat theory အရကမ္ဘာမှာဖြစ်ဒေသတွင်းနိုင်ငံမှာဖြစ်ပဝါချင်းရှင်ပြိုင်တိုက်ပွဲကအမြဲတမ်းဖြစ်နေတော့မှာလားဆိုတော့အမြဲတမ်းဖြစ်နေတော့မှာလားဒီလိုဆိုတော့လည်းမဟုတ်သေးပါဘူးအစောပိုင်းမှာကျွန်တော်ပြောခဲ့တယ်လို့တမိုင်းဝင်ဖြစ်ရ16ခုမှာ12ခုကတိုက်ပွဲဖြစ်သွားပြီး4ချိန်ပဲမဖြစ်ခဲ့တာအဲ့ဒီ4ချိန်ကဘာလို့မဖြစ်ခဲ့တာလဲအနှစ်ချုပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နံပါတ်1နှစ်ဖက်စလုံးကနျူကလ িয়ার ပိုင်ဆိုင်နေမယ်ဆိုလို့ရှိရင်ဖြစ်ပွားရတိုက်ပွဲဖြစ်ပွားရနိုင်ခြင်းနေပါတယ်ဆိုဗီယက်နဲ့အမေရိကန်နှစ်ဖက်လုံးကနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားတဲ့အတွက်တူဖြစ်ကိုပြရင်နှစ်ဖက်စလုံးဒေစီပျက်စီးသွားမှာတည်တဲ့အတွက်အတတ်နိုင်ဆုံးစစ်ပွဲကိုရှောင်ရှားခဲ့ကြအောင်လက်ရှိဆိုလို့ရှိရင်အမေရိကန်နဲ့တရုတ်နှစ်ဖက်စလုံးကနျူကလ িয়ার တွေပိုင်ဆိုင်ပြီးအစွမ်းထက်တဲ့စစ်လက်နက်နည်းပညာတွေရှိနေကြတာကြောင့်ထိတ်တိုက်တွေ့ဖို့မဖြစ်နိုင်ပါဘူးဒါကဖြစ်နိုင်ခြေအတော်နည်းတဲ့ကိစ္စပါနံပါတ်2အပြန်အလှန်အကျိုးစီးပွားများခြင်း1990ပြည်နှစ်လွန်များကဖြစ်ခဲ့တဲ့ပါဝါအပြည့်နဲ့အတစ်ထွက်လာတဲ့ဂျာမနီနိုင်ငံနဲ့ပါဝါရှိပြီးသားပြည်နိုင်ငံတို့ဟာပါဝါရှင်ပြိုင်မှုကနေလည်းတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိပါဘူးနှစ်ဖက်လုံးကအပြန်အလှန်အကျိုးစီးပွားများတဲ့အတွက်နှစ်ဖက်စလုံးမနစ်နာအောင်တိုက်ပွဲကိုရှောင်ရှားခဲ့ကြပါတယ်ဒီအမေရိကန်နဲ့တရုတ်နှစ်ဖက်လုံးရဲ့အပြန်အလှန်အကျိုးစီးပွားကုန်သွယ်မှုတွေကပမာဏကြီးမားတဲ့အတွက်စစ်ပွဲကိုအတတ်နိုင်ဆုံးရှောင်ရှားသွားပါလိမ့်မယ်ဒီနေတဲ့အခြေအနေကိုပြောပြခြင်းတာဖြစ်ပါတယ်ဒီ OD တဲ့ကနောက်ဆုံးအချက်ဖြစ်တဲ့ဖြစ်ရများဖြစ်လာရင်တော့စစ်ပွဲကဖြစ်လာနိုင်ပါသေးတယ်ဥပမာထိုင်ဝမ်အရေးတောင်တရုတ်ပင်လယ်ရေချောင်းလွတ်လပ်ခွင့်အရေးတွေနဲ့ပတ်သက်လာလို့ရှိရင်တော့စစ်ပွဲကဖြစ်နိုင်ဖို့အခြေအနေရှိပါတယ်။နိုင်ငံတွေစစ်ပွဲဖြစ်ပွားရတဲ့အကြောင်းရင်း theory 2C Dicey threat ကိုကြည့်ပြီးတုံ့တက်ပြောကြတာပဲဖြစ်ပါတယ်။ဖြစ်နိုင်မဖြစ်နိုင်ကိုတော့ comment မှာဝင်ရောက်ရေးထားခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။